ဖြူဖြူဝင်းရဲ့အထူးခြေစွမ်းပြသမှုနဲ့ဂိုးပြတ်နိုင်ပွဲကိုထပ်မံရရှိခဲ့တဲ့ AR 2026-2029 AFC Women Champions League ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိဖို့အတွက်ကျင်းပနေလျက်ရှိတဲ့ခြေစစ်ပွဲစဉ်မှာ AR အသင်းကအောက်စုဒုတိယပွဲစဉ်အနေနဲ့ဒီနေ့ဩဂုတ်လ20ရက်နေ့က Lebron Club No Limit နဲ့ရှင်ပြိုင်ကစားခဲ့ရမှာတော့ဂိုးပြတ်နိုင်ပွဲကိုထပ်မံဖော်ဆောင်နိုင်ခဲ့ပါတယ်။အဖွင့်ပွဲစဉ်တုန်းကစင်ကာပူကလပ်အသင်းကိုဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ AR အသင်းဟာအခုရှင်ပြိုင်ကစားခဲ့တဲ့ဒုတိယပွဲစဉ်မှာတော့ကစားသမားတချို့ကိုပြောင်းလဲပြုလုပ်ခဲ့ပြီးအီဆန်နာဇော်ဆွန်ယူရဦးဖြူဖြူဝင်းနော်ထထဝေမေထက်လူမက်ကန်နာစမောပြေယူကီကာဆိုင်မိုချီဆူကီမိုရာကာမိုကာမူရာမက်ဆူရိုအစရှိတဲ့ကစားသမားတွေနဲ့ပွဲထွက်ပြီးတော့ရှင်ပြိုင်ကစားခဲ့ပါတယ်ပွဲစားမာတွေက AR အသင်းဟာ Lebron Club No Limit အသင်းကိုအကောင်းဆုံးဖိအားပေးကစားခဲ့တယ်လို့စင်မောပြေမေထက်လူတို့ရဲ့တိုက်စစ်အတွဲကားတဲ့ဆင့် No Limit အသင်းရဲ့ဂိုးပေါက်ကိုချင်းချောက်နိုင်ခဲ့ပါတယ်ဒီနေ့ပွဲစဉ်မှာ AR အသင်းဟာဖြတ်တင်ဘောတွေကနေဂိုးပေါက်ချင်းချောက်မှုတွေကိုဇက်တိုက်ပြုလုပ်နိုင်ခဲ့ပေမဲ့တိုက်စစ်မှုတွေအဆုံးသတ်ပိုင်းတချို့အားနည်းမှုတွေရှိခဲ့တာကြောင့်မြန်မာအသင်းစောစောစီစီဦးဆောင်ကိုရရရှိမဲ့အခွင့်အရေးတွေကနေနစ်နာခဲ့ရပါတယ်ဒါပေမဲ့ပွဲကစားချိန်10မိနစ်မှာတော့ဖြူဖြူဝင်းရဲ့ထောင်းကန်ဘောကိုမေထက်လူကခေါင်းတိုက်ဂိုးသွင်းယူပြီးမြန်မာအသင်းအတွက်ဦးဆောင်ကိုစတင်သွင်းယူပေးနိုင်ခဲ့တယ်လို့ပွဲကစားချိန်21မိနစ်မှာမက်ဆူရိုနဲ့ပွဲကစားချိန်23မိနစ်တို့မှာစင်မိုးပြေတို့က AR အသင်းအတွက်ဦးဆောင်ကိုတွေကိုထပ်မံသွင်းယူနိုင်ခဲ့ပါတယ်ပထမပိုင်းရဲ့လက်ချက်မိနစ်တော်တော်များများမှာ AR အသင်းဟာအဝေးကန်ချက်တွေနဲ့ဂိုးပေါက်ချင်းချောက်မှုတွေပြုလုပ်ခဲ့ပေမဲ့ No Limit အသင်းရဲ့ဂိုးသမားအကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့်ဂိုးရထပ်မံရရှိဖို့ရုန်းကန်ခဲ့ရပေမဲ့ပထမပိုင်း45မိနစ်ပြည့်လို့ထပ်ပေါင်းချိန်စပိုမှာတော့ဖြူဖြူဝင်းက AR အသင်းအတွက်စတိုတာမြောက်သွင်းကိုထပ်မံသွင်းယူနိုင်ခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ AR အသင်းဟာအသင်းရဲ့တိုက်စစ်အင်အားကိုပုံမမြင့်တင်တဲ့အနေနဲ့လင်းမီမိုကိုထည့်သွင်းပြီး No Limit အသင်းကိုပုံမတိုက်စစ်ဆင်ဖိအားပေးကစားနိုင်ခဲ့ပါတယ်ဒါကြောင့်လဲပွဲကစားချိန်48မိနစ်မှာလူစားဝင်ကစားသမားလင်းမီမိုကမြန်မာအသင်းအတွက်9ဂိုးမြောက်သွင်းကိုထပ်မံသွင်းယူပေးနိုင်ခဲ့တယ်လို့ပွဲကစားချိန်54မိနစ်မှာဂျပန်ကစားသမားမိုချီဆူတီကီကပစ်တန်ဘောကိုင်းတဆင့်6ဂိုးမြောက်သွင်းကိုထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်ဒုတိယပိုင်းရဲ့လက်ချက်မိနစ်တော်တော်များများမှာလင်းမင်းမိုမေထက်လူတို့အတွေ့ကနေတဆင့်တိုင်ပတ်အသင်းကိုအကောင်းဆုံးဖိအားပေးဂိုးပေါက်ချင်းချောက်မှုတွေပြုလုပ်နိုင်ခဲ့ပြီးတော့ပွဲကစားချိန်82မိနစ်မှာမေထက်လူက AR အသင်းအတွက်9ဂိုးမြောက်သွင်းကိုထပ်မံသွင်းယူနိုင်ခဲ့ပါတယ်ပွဲပြီးဆုံးကန်ဒီမှာတော့ AR အသင်းဟာဝိုင်းရင်တိုက်စစ်ကစားသမားဝင်းသိက်ကီထုံးကိုထည့်သွင်းပြီးပုံမတိုက်စစ်မြေကစားခဲ့ပေမဲ့ဝင်းသိက်ကီထုံးအနေနဲ့အစပိုင်းမှာရုန်းကန်ခဲ့ရပေမဲ့မိနစ်60ပြည့်လို့အချိန်ပို4မိနစ်မှာဝင်းသိက်ကီထုံးက AR အသင်းအတွက်10ဂိုးမြောက်သွင်းကိုသွင်းယူပေးနိုင်ခဲ့တာကြောင့်ပွဲပြီးဆုံးချိန်မှာ AR အသင်းက No Limit အသင်းကို10ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်